ကံတရားတွေကထွားကြိုင်လာတယ်အဲ့တော့ဘဝကိုဖန်တီးတာတော့ကံကဖန်တီးတာကိလေသာကပတ်ပိုးတာနော်ဒါကြောင့်မလို့ဘဝကိုဖန်တီးတာကြတော့အဓိကတော့ကံကဖြစ်စေတာအဲ့တော့ကိလေသာတွေကအားပေးတာကိလေသာမရှိရင်ကံနဲ့မထွားကြိုင်ဘူးကံနဲ့မရှင်သန်နိုင်ဘူးကံနဲ့ရှင်သန်ထွားကြိုင်ဖို့အတွက်ကံနဲ့ရှင်သန်ထွားကြိုင်ဖို့အတွက်ကိလေသာရှေ့လောင်ပေးနေတယ်လို့ဒီလိုဟောလို့ရင်ဖြစ်တယ်နော်အဲ့တော့လောကမှာကံတရားတွေဖြစ်လာတာမှန်သမျှပါနဲ့ပတ်သက်ပြီးတော့ဖြစ်တုံးဆိုရင်ရှုပ်တရားနဲ့ပတ်သက်တယ်စိတ်ခံစားချက်နဲ့ပတ်သက်တယ်စိတ်ရဲ့မှတ်သားမှုနဲ့ပတ်သက်တယ်စိတ်ရဲ့တွေးကြံမှုတွေနဲ့ပတ်သက်တယ်အဲ့ဒါကြောင့်မလို့ကာမဝိညာဏတွေဝိညာဏတွေရှင်သန်နေတယ်ကံတရားတွေရှင်သန်လာအဲ့တော့မြတ်စွာဘုရားကဒီကံတရားဖြစ်ဖို့အတွက်တချို့ကပြောကောင်းပြောနိုင်မယ်တဲ့ယောဘိက္ခွေဧဝံဝရေယအဟမညတရရူပအညတရဝေဒနာယအညတရတိညာယအညတရသင်္ခါရေဟိဝိညာဏတအကတိကတိဝါကမ္မဝိညာဏလောကမှာဖြစ်လာတဲ့ကမ္မဝိညာဏတွေကံတရားတွေဟာနော်ရူပခန္ဓာဆိုတာမရှိပဲဝေဒနာခန္ဓာဆိုတာမရှိပဲသင်္ညေခန္ဓာဆိုတာမရှိပဲသင်္ခါရခန္ဓာဆိုတာမရှိပဲဝိညာဏတသက်နဲ့ဖြစ်လာတယ်ဆိုတာလုံးဝမရှိဘူးနော်ကံတရားဟာဇဏ်နဲ့ခန္ဓာ၄ပါးနဲ့ပတ်သက်ဖြစ်နေမဖြစ်ဘူးလို့ပြောတယ်နော်ဝိညာဏကိုဒီနေရာမှာကမ္မဝိညာဉ်ပဲပြတ်ဆောဖျားဟောတာကံတရားကိုပဲကံနဲ့ရှင်နဲ့စိတ်ပေါ့နော်ကမ္မဝိညာဏကိုဟောတာအဲ့ဒီကမ္မဝိညာဏဖြစ်ပေါ်လာတာတို့အကျိုးပေးတာတို့ပျက်စီးသွားတာတို့နောက်ထပ်ဖြစ်တာတို့ကံတရားတွေရှင်သန်နေတယ်ဆိုတာဟာရှုပ်ရှိလို့ဝေဒနာရှိလို့သင်ညာရှိလို့သင်္ခါရရှိလို့သူတို့ပေါ်မှာအခြေခံပြီးတော့တဏှာရဲ့ပတ်ပိုးမှုနဲ့ကံတရားတွေကရှင်သန်နေတာအဲ့တော့ယုတ်ဝေဒနာသင်ညာသင်္ခါရဆိုတာမရှိပဲနဲ့ကံတရားတွေရှင်သန်လာတယ်ဆိုတာလုံးဝဖြစ်နိုင်ဘူးနော်အဲ့ဒါကိုမြတ်စွာဘုရားဟောပြီးတော့နော်တန်တရားကလွတ်ဖို့ကြတော့ဘာဟောတော့ဆိုဒါလောကမှာကံတရားတွေဖြစ်နေပုံနဲ့ပတ်သက်ပြီးတော့ဟောပြီးကံတရားတွေဘယ်လိုချုပ်ငြိမ်းသွားတယ်ဘယ်လိုချုပ်ငြိမ်းသွားမှဘဝကလွတ်မြောက်တယ်ဆိုတာကိုဆက်ဟောပြတယ်နော်ခုနကံတရားတွေဖြစ်လာပုံကိုဟောတယ်ဟောပြီးတဲ့အခါကျတော့ကံတရားတွေကိုဘယ်လိုချုပ်အောင်လုပ်ရမလဲဆိုတာရူပဓာတုယစေဘိက္ခွေဘိက္ခုနောရာဂောပိနောဟောတိရှုပ်ပေါ်မှာတွေ့တာတဲ့တဏှာအဲ့ဒါကိုဖယ်ရမယ်နော်ကိုယ့်ရဲ့ရုပ်ခန္ဓာပေါ်မှာရုပ်တရားပေါ်မှာတွေ့တာနေတဲ့တဏှာကိုဖယ်ရှားရမယ်အဲ့တော့ဆိုလိုတာကရုပ်တရားပေါ်မှာတွေ့တာတဲ့တဏှာကိုဖယ်ရှားဖို့ဆိုတော့မလုပ်ရမှာလေစောတော့ပြောရတဲ့အတိုင်းငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့ဖယ်ရှားနော်ငါရဲ့ဖြစ်မှုသင်္ခါရတသက်များသာဖြစ်တဲ့သဘာဝတရားတသက်များသာလူတွေဟာငါလို့တတ်မှတ်လိုက်တာနဲ့တပြိုင်တည်းဒီတဏှာတွေကတိုးတက်လာတယ်ငါဟာလို့တိုးတက်လိုက်တာငါလို့တတ်မှတ်လိုက်တာနဲ့အမြင်မှာပေါ်မှာအခြေခံပြီးတော့တဏှာမာနဒိဋ္ဌိတွေဖြစ်လာတယ်လို့ဒီလိုဆိုလို့လေနော်ရုပ်ဟာရုပ်တရားတသက်သာဖြစ်တယ်ငါမဟုတ်ဘူးလို့တွေးလိုက်မယ်ဆိုလို့ရှိရင်ခုနအဲ့ဒီလာမှာမဟုတ်ဘူးငါလို့သိလိုက်တဲ့အချိန်မှာဆွဲလန့်မှုတွေကုန်ဝင်လာတယ်ဒါကြောင့်မို့ရုပ်တရားပေါ်မှာတွေ့တာမှုကိုရှင်းရမယ်